အားလုံးပဲမင်္ဂလာပါ IS New မှာကြိုဆိုပါရစေဒီကနေ့မှာတော့ AA တပ်ဖွဲ့ဝင်တွေအလင်းဝင်လာကြပြီဆိုတဲ့သတင်းလေးကိုတင်ပြပေးကြပါမယ်18ရက်နေ့မှာတော့နောက်မြောက်တိုင်းစစ်ဌာနချုပ်မှာ AA တပ်ဖွဲ့ဝင်9ဦးနဲ့မြန်မာလူငယ်6ဦးတို့လက်နက်နဲ့အတူအလင်းဝင်လာကြပါတယ်ယနေ့အချိန်ထိအလင်းဝင်လာတဲ့သူအမျိုးသား1004ဦးနဲ့အမျိုးသမီး192ဦးပေါင်း1196ဦးထိရှိလာပြီဖြစ်ပါတယ်အချိန်ကြာလာတာနဲ့အမျှလူငယ်တွေအတိတရားရလာကြပြီး EAO တွေရဲ့အသုံးချခံဘဝမလိုချင်တော့တာကြောင့်မို့လို့နေ့စဉ်လိုအလင်းဝင်လာကြတာကိုလည်းတွေ့ရှိရပါတယ်အခုလည်းအလင်းဝင်လာတာကိုမယုံဘူးလို့ခဏခဏပြောနေတဲ့သူတွေကိုဗီဒီယိုလေးတစ်ပုဒ်နဲ့သက်သေပြချင်ပါတယ်အခုပြမယ့်ဗီဒီယိုဖိုင်လေးကတော့ရခိုင်ကနေခက်ခဲခီးနှင်လာပြီးအလင်းဝင်လာကြတဲ့ရခိုင် AA တပ်ဖွဲ့ဝင်9ဦးနဲ့မြန်မာလူငယ်6ဦးတို့ကိုကြိုဆိုတဲ့ပွဲလေးမှာမေးမြန်းထားတာပဲဖြစ်ပါတယ်ကဲဒါဆိုကြည့်လိုက်ကြအောင်ဗျာဒီမှာနေတဲ့အခါကျတော့အိမ်နဲ့လည်းဆက်သွယ်မရဘူးဖုန်းလို့လည်းမပြောရဘူးပြီးရင်အစားအသောက်တွေလည်းမကောင်းဘူးမကောင်းတဲ့အခါကျတော့မနေရှိဘူးတလလာလို့လည်းမနေရတနေ့နေလို့လည်းမတွေ့ရဆိုစိတ်ပြက်လာပြီနေတာထိုင်တာစားတာတောက်တာတဲ့ဘဝရတန်းတယ်အခါတလေကျရင်ဖုန်းဘောတင်မှလည်းအေးရတယ်နောက်ရှင်လေဆိုလည်းကြိုက်တယ်တော့ထဲမှာကျွန်တော်အဲ့ဒါနဲ့မနေရှင်ရနဲ့နောက်ကိုပြန်ပြီးတော့ဆင်းရတယ်သူတို့ကကျွန်တော်ဖမ်းပြီးတော့ရှုပ်ထားတယ်ကျွန်တော်လည်းအရှုပ်ထဲမှာမနေရှင်ဘူးသူတို့လက်အောက်ထဲမှာအေးတွေထဲမှာမနေရှင်ဘူးမနေရှင်ရကျွန်တော်လည်းအဲ့ဒါနဲ့ဟောက်ပြီးတော့ပြေးလာခဲ့တယ်သမီးနဲ့လည်းအတိုးပဲခါလေးကျမစားရဝယ်လိုက်ရတယ်မလျှောက်တယ်နှကောင်တော့မှပါတယ်အခါလေးကျဘာလဲမပါဘူးစားပြူပြီးတော့လည်းစားရတယ်အဲ့တော့ကြာလာစိတ်ပြက်လာမနေရှင်တော့အဲ့ဖွဲ့စီတဲ့တယ်အဲ့ဒါနဲ့ကျွန်တော်အလင်းဝင်ဖို့ဆုံးဖြတ်လိုက်တယ်PDF တဲ့ဝင်ရောက်တော့ကျွန်တော်ဒီဝင်နေကနေကင်ပီနေကနေပြီးတော့စပြီးတော့ဝင်သွားတာပါကင်ပီနေကနေဝင်ပြီးတော့ကျွန်တော်စကိုင်းကိုသွားပါတယ်ကျွန်တော်တို့စစ်တိုက်တာအစသူတို့ဘက်ကနေပြီးတော့လှုပ်ဆောင်ချက်တွေလွဲတယ်ကျွန်တော်တို့ဘယ်လိုခေါ် night taxi နဲ့လောက်တာတွေလည်းပါတယ်ပေါ့နော်နောက်အစားတောက်ကစလူပွားပါတယ်နော်ဒီစစ်တိုက်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ PDF တွေကပထမစီးမှာစစ်တိုက်ကပါတယ်တင်းစောက်မယ်ဆိုလို့ရှိရင်လည်းကျွန်တော် PDF တွေကိုပဲစောင့်ခိုင်းပါတယ်သူတို့ AA တွေကြတော့မစောင့်ပါဘူးသူတို့ကအနောက်မှာပဲနေပါတယ်အကြောင်းရလို့ရှိလို့ရှိရင်ကျွန်တော်တို့စက်ပေါက်ပြီးတော့ဒီမှာဒဏ်ရာရလို့ဘာလို့လှမ်းခေါ်လို့ရှိလို့ရှိရင်လည်းမင်းတို့ဆုတ်လာခဲ့ငါတို့တက်လို့မရဘူးဒီလိုပြောပါတယ်မှန်တယ်အောင်မိလို့ကျွန်တော်တို့ဝင်ခဲ့မိတယ်ဒါပေမဲ့မှန်မှန်တာသူတို့ရဲ့လမ်းစဉ်ကမှန်တော့ကျွန်တော်တို့ကဆုံးဖြတ်တယ်ကျွန်တော်ဒီ18ယောက်ကျွန်တော်တို့ပြေးတယ်ဗောနော်ဒီမှာအလင်းလာဝင်ပြီဆိုလို့ရှိလို့ရှိရင်လည်းငါတို့နှစ်ယောက်လက်နက်ပါမှဖြစ်မယ်ကျန်တဲ့လူတွေကတော့အချုပ်ထဲမှာအချုပ်ဖောက်ပေးပါတယ်ကျွန်တော်တို့အချုပ်ဖောက်ပေးပြီးတော့အားလုံးခေါ်လာပါတယ်ခေါ်လာတော့ဒီရောက်တော့ဘယ်ရောက်လို့ရောက်နေမှန်းတော့မသိတော့ဘယ်သူမှလည်းမဆက်တယ်ရဘူးအဲ့တော့ကျွန်တော်တို့ကမှန်တိုင်းပြောရင်ယူနီဖောင်းတွေဝတ်ထားတဲ့ဟာမျိုးကိုပဲကျွန်တော်တို့ဆက်သွယ်လို့ရဲပါလေအဲ့ဒါမျိုးကိုတွေ့မှာပဲပြောမယ်ဆိုပြီးတော့ကျွန်တော်တို့အဲ့တိုင်းပဲပြောလန်းတိုင်းပဲရှောက်လာတယ်ရှောက်လာတော့ကျွန်တော်တို့ဆက်သွယ်ပြီးတော့ကျွန်တော်တို့ဒီလိုညောင်51မှာကျွန်တော်တို့အလင်းဝင်ခဲ့ပါတယ်အခုဒီမှာတော့ဆိုလို့ရှိရင်ပြန်ရောက်တာဆိုရင်ကျွန်တော်တို့ဘဝမှာဒါရေခဲကြီးတောက်လိုက်ရတာတော့တော်တော်အကောင်းဆုံးဖြစ်နေပါတယ်ကျွန်တော်တို့မှာကျွန်တော်တို့ကမထင်တာဘူးပေါ့နော်ကျွန်တော်တို့တွေ့တာနဲ့ဒါကျွန်တော်တို့ကတော့တတ်မယ်လို့ပဲကျွန်တော်တို့ကထင်ထားတာဒါပေမဲ့ကျွန်တော်တို့ထင်တယ်လို့မဟုတ်ပါဘူးကျွန်တော်တို့ကိုနှွေးထွေးနဲ့ပဲအားလုံးကကြိုကြပါတယ်နော်စပြီးကျွန်တော်တို့လာခေါ်တဲ့ညီလေးမင်းတို့ဘာမှမဖြစ်ဘူးအေးဆေးနေကိုကြီးတို့မင်းတို့အဆင်ပြေအောင်လုပ်ပေးမယ်ဒီဆက်ဆုံးနဲ့အကောင်းဆုံးကိုကြီးတို့လုပ်ပေးမယ်လို့ကျွန်တော်တို့ပြောပါတယ်အားပေးစကားအားရှိစကားပဲကျွန်တော်တို့ပြောသွားပါတယ်ဒါပေမဲ့တရားတွေကိုတွေ့ရတော့ကျွန်တော်အနေနဲ့ဝမ်းတာတယ်ဘုံလုံးကိုကြီးတယ်ပေါ့နော်ကျွန်တော်တို့ထင်ထားတာနဲ့ကတလွဲတွေဖြစ်နေပါတယ်ကျွန်တော်တို့နေရာကျွန်တော်တို့ data ကိုလည်းပြန်ပို့ပြီးတော့မယ်ဆိုတာကိုကျွန်တော်တို့သိလိုက်ရတယ်ကျွန်တော်မိဘတွေလည်းခေါ်ပေးတာကျွန်တော်တို့နှစ်နဲ့ချီပြီးတော့မမြင်မတွေ့ရအဆက်အသွယ်မရခဲ့တာတွေအခုမှရခဲ့ပါတယ်ရခဲ့လို့အဲ့တော့လည်းတက်မတော်ကြီးကိုလည်းကျွန်တော်တို့ကကျေးဇူးတင်ပါတယ်ကျွန်တော်တို့အမောက်ကိုကျွန်တော်တို့ကတီးပြီးတော့ကျွန်တော်တို့ဒီမှာအလင်းလာဝင်တဲ့အချိန်မှာဒီကနေပြီးတော့ကျွန်တော်တို့မိဘတွေနဲ့တွေ့တဲ့အချိန်မှာဝမ်းတာတယ်ဒီလိုဆက်သွယ်ပြီးတဲ့တက်မတော်ဒီဆရာကြီးအကုန်လုံးကိုလည်းကျွန်တော်တို့ကအထူးပဲကျေးဇူးတင်ပါတယ်အခုလိုကြည့်ရှုပေးတဲ့အတွက်အားလုံးကို IS New မှာကျေးဇူးတင်ပါတယ်